အားလုံးပဲမင်္ဂလာညချမ်းလေးပါမြန်မာပြည်ဇလံများအစီအစဉ်ကနေပြန်လည်ကြိုဆိုပါရခင်ဗျာကျွန်တော်ဒီနေ့ညတော့စာရေးဆရာအကစောရဲ့စုံထီကြီးဥပဒါဇလံတွေအတွဲတစ်စာစဉ်တစ်ဖြစ်တဲ့စုံထီကြီးဥပဒါနဲ့ခွေးနဲ့ဆုံဆိုတဲ့ပရလောကဇလံလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဒီဇလံလေးမစခင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပြီးဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ official page လေးလည်းဖွင့်ထားပြီးဖြစ်တဲ့အတွက်page လေးကို like and follow လုပ်ထားဖို့လည်းတောင်းဆိုချင်ပါတယ်ခင်ဗျာဒီလိုဗျကျုပ်တို့ရွာမှာရန်ဆွမ်းတတ်တဲ့ဆုံးထီကြီးတယောက်ရှိခဲ့ဘူးတယ်သူ့နာမည်ကဥဒဆန်လို့ခေါ်တယ်ဒါပေမဲ့ရွာကလူတွေကတော့ဥပဒါလို့ပဲခေါ်ကြတယ်ဗျလူကွယ်ရမှာဆိုရင်တော့ဆုံးထီကြီးဥပဒါလို့ခေါ်ကြတာပေါ့ဗျာသူကအယမ်းမပုမရှိခပ်ပင်မိပါပဲဗျနှကမ်းမွေးမုတ်စိတ်မွေးကျိုးတို့ကျဲတဲ့နဲ့ပေါ့ဗျာသူ့မှာထူးခြားတဲ့အချက်ကိုပြောပါဆိုရင်တော့နှစ်ဖူးကြီးပြောင်းနေတာပဲဗျနှစ်ဖူးကခေါင်းတစ်ဝက်လောက်အထိကိုပြောင်းနေတာဗျမျက်နှာမှာလည်းကြောက်ပေါက်မာရီနဲ့ဆိုတော့ကြည့်ရတာအယုတ်ဆိုးတယ်ပေါ့ဗျာဒါပေမဲ့သူကအမြင်သာကြောက်ဖို့ကောင်းတာအင်မတန်ခင်ဖို့ကောင်းတဲ့လူကြီးဗျအမြဲတမ်းကွန်းကြီးမြုံနေပြီးတော့ခပ်ပြုံးပြုံးကြီးနေတတ်တယ်အဝေးအစားဆိုရင်လည်းအင်ကြီးစုပ်ကြီးဖြစ်ဖြစ်စွတ်ကျဲလက်ပြက်ကြီးဖြစ်ဖြစ်ဝတ်ထားတယ်ပြီးတော့အောက်ကလည်းပစိုးတို့လိုနဲ့ခုံမနက်ကြီးကိုစီးထားတတ်တယ်အိမ်တော်မရှိပဲဒီအသက်အရွယ်အထိတကူဒီလူပြိုကြီးတယ်ဗျာနေတာထိုင်တာကလည်းတူတူတိတ်တိတ်ပဲဗျာသူ့ကိုစုံးဆိုတာတော့မှရွာကလူတိုင်းသိကြတာမဟုတ်ဘူးကျုပ်အဖေကတကြီးဆိုတော့ဥပဒါအကြောင်းကြီးအကုန်သိနေလို့သာသူ့ကိုစုံးဆိုပြီးတော့သိတာပေါ့ဗျာသူကစုံးဆိုရမယ်လေတခြားစုံးနေလို့ပြူစားတာတွေဘာတွေမလုပ်ဘူးဗျရိုးရိုးသားသားလဲလုပ်တယ်နွားမွေတယ်ဒီလောက်ပဲလောက်ကင်စားတော့နေတာဗျကျုပ်တို့အဖေပြောဘူးတာကစုံးနေဟာလက်ကြောမတင်းတဲ့လူတွေတဲ့ကိုလှုပ်စားနဲ့ကိုအလုံးလုပ်ပြီးတော့ဟင်းကောင်းမစားနိုင်လို့ဟိုလူကိုဖမ်းစားလိုက်ဒီလူကိုပြူစားလိုက်လုပ်ပြီးတော့အမဲသားဟင်းတို့ကြက်သားဟင်းတို့ခေါ်စာပစ်ခိုင်းပြီးစားကြတောက်ကြတာတဲ့စာရီထဲမှာဆိုရင်လည်းဒီတိုင်းပဲပေါ့ဗျာစုံကောင်းနေဆိုတာခမရတို့ကြားဘူးကြလို့လားဗျကောင်းတဲ့ဘဲတွေလည်းမကောင်းတဲ့ဘဲတစ်လုံးလောက်ပါတာကိုတော့မှစုံပြူလို့ခေါ်တယ်မလားဗျဒါပေမဲ့ဥပဒါကတော့ဒီလိုမဟုတ်ဘူးဗျကျုပ်တို့ငငယ်တုန်းကလည်းသူ့ကိုစုံမန်းလုံးဝမသိခဲ့ဘူးနောက်တော့မှအဖေတို့အမေတို့ပြောတာတွေရဲ့ကျုပ်ကိုယ်တိုင်ကြုံခဲ့ရတာတွေရဲ့အကြောင်းစုံမန်းသိခဲ့တာဗျတခါကတော့အဖေကမေးဘူးတယ်တဲ့ဗျအဲ့ဒီတော့ကကျုပ်အဖေကတကြီးပေါက်စားလေးပေါ့ဗျာပြောရင်တော့ကြွားတယ်ထင်အောင်မယ်ကျုပ်တို့ကတကြီးမျိုးယူဗျကျုပ်တို့အဖေကလည်းတကြီးပဲဗမာမင်းလက်ထက်ကလေးကကျုပ်တို့ရွာကိုအုပ်ချုပ်လာခဲ့တဲ့သူပေါ့ဗျာအင်္ဂလိပ်ခေတ်ရောက်တော့အင်္ဂလိပ်ရေးပိုင်တွေကအဖေကိုတကြီးဆက်ခံနေဗျနောက်တော့အဖေဆုံးနေသူတည်တော့သူ့သားကိုအင်္ဂလိပ်ရေးပိုင်တွေကတကြီးခံလိုက်တော့ကျုပ်အဘိုးကတကြီးဖြစ်သွားတာပေါ့ဗျာအဲ့ဒီတော့ကကျုပ်အဘိုးကအသက်20ကျော်လေးပဲရှိသေးတာဒါပေမဲ့ရွာသားတွေကတော့အဘိုးကိုသိယွန်ကြတယ်ဗျအဘိုးကအင်္ဂလိပ်ခေတ်မှာအင်္ဂလိပ်မင်းတွေရဲ့ဩဇာနဲ့ရွာသားတွေဘောကိုဓာမှုအုပ်ချုပ်ခဲ့တာဟုတ်ဗျဟောဂျပန်ခေတ်ရောက်ပြန်တော့ပူတော်ဆိုးသေးတယ်ဗျာရွာသားတွေကိုဂျပန်နေနဲ့အပြန်ရရက်ဆက်ဆက်အုပ်ချုပ်ခဲ့တယ်လူဗျအဲ့ဒါကြောင့်ပဲလွတ်လပ်ရေးရပြီးတော့ကျုပ်အဘိုးကိုလက်နက်ကင်တွေကတပ်ပစ်လိုက်ကြတာဗျအဘိုးတွေတော့ကျုပ်အဖေကိုတကြီးတင်ခဲ့ကြတယ်ဗျအဖေကလည်းတကြီးဖြစ်ကစားကအသက်30နီးပါးပဲရှိသေးတာကျုပ်အဘိုးမှာကတားရီအများကြီးကြံခဲ့တာအဲ့ဒီထဲမှာအငယ်ဆုံးဖြစ်တဲ့အဖေကိုရက်ရွာကတကြီးအဖြစ်တင်မြောင်းလိုက်ကြတာဗျအဖေကအကျဉ်းစာရိတ္တရောပညာရေးချင်းရောပြောစရာမလိုဘူးဗျငကိုကလေးကတမတမဲကြတဲ့လူဆိုတော့တရွာလုံးကအဖေကိုဆိုရင်လေးစားကြတာပေါ့ဗျာတကြီးလေးနဲ့တောင်ခေါ်တာဗျကျုပ်တို့အလဲကြတော့တကြီးမဖြစ်ခဲ့ပါဘူးဗျာဒီလိုနဲ့ပဲကျုပ်တို့လက်ထက်မှာတကြီးမျိုးဆက်ပြတ်ခဲ့တယ်ဆိုပါတော့လေတနေ့ကျတော့တကြီးပေါက်ဆကျုပ်အဖေကဥပဒါကိုမေးကြည့်တယ်ဗျဥပဒါခမ ्या ကိုရွာလူတွေကစုံလို့ပြောနေကြတယ်ကျုပ်ကတော့သူများပြောစကားမကြားချင်ဘူးခမ ्या ပါစကားပြောတာပဲယုံကျင်တယ်ကျုပ်အဖေကမေးတော့ဥပဒါကြီးကခေါင်းညင်ပြီးသူကစုံတယောက်ပါလို့ဝန်ခံနေတယ်ဗျအဲ့ဒါနဲ့ကျုပ်အဖေကအဲ့ဒါဆိုရင်လေခမ ्या ဂရီးတစ်ခုတော့ပေးဗျာကျုပ်တို့ရွာကလူတွေကိုခမ ्या ရဲ့ပညာနဲ့မကောင်းတာတွေမလုပ်ရဘူးမဖမ်းစားရဘူးကျုပ်အဖေကအဲ့ဒီလိုဂရီးပေးခိုင်းပေမဲ့ဥပဒါကြီးကမပေးဘူးဗျဒါပေမဲ့သူကရွာကလူတွေကိုတော့အကျိုးရောက်အောင်မလုပ်ပါဘူးဆိုပြီးပြန်ဂရီးပေးတယ်လို့ပြောတာပဲဗျကျုပ်တို့ရွာကိုဇီးကုန်းရွာလို့ခေါ်တယ်ဗျကျုပ်တို့နာမှာပေတော်ရွာရဲ့တန်းမြင့်ရွာရဲ့ဆိုပြီးတော့ရွာ3ရွာကဖိုးခနောက်ဆိုင်ပုံစံနဲ့တည်ရှိနေကြတာအဲ့ဒီရွာ3ရွာရဲ့လဲမှာပကံခက်ကလေးကတည်ထားတဲ့ပထိုးတစ်ခုရှိရဲ့ဗျ
တရွာနဲ့တရွာကို10 မိုင်စီဝေးတယ်ကျုပ်တို့ရွာရဲ့အရှိဘက်မှာဖက်လက်ရွာဆိုတဲ့ရွာဟောင်းကြီးရှိတယ်ဗျအရင်အဖိုးတို့လက်ထက်တုန်းကတော့ဖက်လက်ရွာကြီးမှာနေခဲ့တာပေါ့ဗျာဂျပန်ခေတ်မှာကြောက်ရောဂါတွေပလိတ်ရောဂါတွေဖြစ်ပြီးလူတွေတေကြတော့အခုနေတဲ့နေရာကိုရွာပြောင်းလိုက်တာဗျထားပါတော့ဗျာဥပဒါကြီးအကြောင်းပဲဆက်ပြောရအောင်ဥပဒါကြီးကသဘောကောင်းနေဆိုပေမဲ့အစအနောက်တော့အလွန်တန်နေဗျရွာကလူတွေကိုဆိုရင်လေသူကပြူစားတာလို့မလုပ်ပေမဲ့မထင်ရင်မထင်တယ်လို့စနောက်တတ်တာအဲ့ဒါကြောင့်လေကျုပ်ဖေတကြီးကခဏခဏသတိပေးရတာပေါ့ဗျာကျုပ်အခုပြောပြမှာကခုနကဖန်းစားတဲ့ဇလန်းပဲဗျအဲ့ဒီအဖြစ်တော့ကကျုပ်တို့ခန့်ငယ်ငယ်ပဲရှိသေးတာအဲ့ဒီတော့ကကျုပ်အသက်မှာ12နှစ်13နှစ်လောက်ပဲရှိအောင်မှာပေါ့ဗျာတရက်ကြတော့ကျုပ်ရဲ့ဖိုးဒီယုတ်ဆိုတဲ့ကျုပ်တငယ်ချင်းရဲ့ပြီးတော့တခြားတငယ်ချင်းတွေလည်းပါသေးတယ်ရွာဦးဘုန်းကြီးကျောင်းဝိုင်းရဲ့နောက်ဘက်မှာဂုံညင်းတူးခင်းတိုင်းကစားကြတာပေါ့ဗျာဂုံညင်းတူးဆိုတာကဂုံညင်းအစီကိုပြောတာဗျခက်ပြပြချောချောလေးဖြစ်နေတာအဲ့ဒါနဲ့ပြစ်ပြီးတော့ကစားရတာဗျကျုပ်တို့ကတော့ဂုံညင်းတူးလို့ခေါ်ကြတယ်စော့နေတော့မကြပါဘူးဗျာဖိုးဒီယုတ်ကဘိုင်အောင်နေဆိုပြီးတော့လဲကျသွားတာပဲသူ့ဘိုက်ကိုလက်နဲ့ဖိထားပြီးတော့အော်နေတာဗျမြေကြီးပေါ်မှာလည်းလူးလိမ့်နေတာပေါ့ဗျာအဲ့ဒီတော့ကကျုပ်တို့အားလုံးကလည်းကလေးတွေကြီးဆိုတော့ဘာလို့ရမှန်းမသိဘူးပေါ့လေအဲ့ဒါနဲ့ဖိုးဒီယုတ်ကိုဝိုင်းထန်ပြီးတော့သူ့အိမ်ကိုလိုက်ပို့ကြတယ်ဗျသူ့အိမ်ရောက်တော့မှဖိုးဒီယုတ်ကပိုဆိုးလာတာဗျငိုပြီးတော့ကိုလူးလိမ့်နေတာဗျအဲ့ဒါနဲ့ပဲရွာကဆေးစရာဦးမတ်ကြီးကိုပင်းရတယ်ဗျဆေးစရာကြီးလာကြည့်တော့လဲဘာမှတိတ်မထူးကြဘူးဆေးစရာကြီးကတေချာစမ်းသက်ကြီးပဲမဲ့လေလည်းမဟုတ်တက်တဘောလည်းမဟုတ်ပဲအဖြေရှာမရဘူးဖြစ်နေတာပေါ့ဗျာအဲ့ဒါနဲ့ပဲဆေးစရာကြီးကပယောဂလိုယူဆပြီးတော့ပယောဂစစ်ကြည့်တယ်ကျုပ်တို့ငယ်ငယ်ကဘိန်းတော်ဆရာကြီးဆိုတာအထက်လန်းနေပါလေလဲအနေချင်းတက်ကြတယ်ဗျတော်ယုံဖန်ဆတာဆိုရင်သူကုရင်ပြီးတယ်ဒါပေမဲ့ဖိုးဒီယုတ်ကိုပယောဂစစ်မယ်လဲဆိုရောဖိုးဒီယုတ်ကရုတ်တရက်လေးဘက်ကောက်ထောက်လိုက်ပြီးတော့ခွေးလူဦးတယ်ဗျာကျုပ်တို့လည်းမျက်မြင်ဆိုတော့အံ့ဩနေမိတာပေါ့ဗျာဦးလာမတကယ်ခွေးတစ်ကောင်နဲ့တော်တော်ဦးတူတာကျုပ်ဖြင့်အဲ့ဒီလိုဦးရမှာတော့မဟုတ်ဘူးဒါနဲ့ပဲဆေးဆရာကြီးကကျိန်းမောင်းလိုက်တော့မှအူရက်ပြီးတော့ခွေးတိုင်ကလေးငုတ်တုတ်တိုင်းနေတယ်နောက်တော့ဆေးဆရာကြီးကနင်ကဘာလဲဘာလို့လှုပ်ထားတာလဲလို့မေးတော့မှတွေးချောင်းကစုံမပါတဲ့နမဲလဲပြောလိုက်သေးတယ်မိအေးဆိုလားဘာလားပဲသူကအမဲသားစားခြင်းလို့ကလေးကိုပြူစားတာပါတဲ့အမဲသားလေးပိတ်တာကိုမကြက်တကြက်กินပြီးတော့စကောရဲထက်ဖက်ရွက်ခင်းပြီးထမင်းပေါ်ပုံပေးပါတဲ့ပြီးတော့ဖျားငုတ်တူကုန်းတာကိုနရိုင်းသွင်းချိန်လောက်လာချပေးပါတယ်ဗျာမချပေးမချင်းကလေးကိုလှုပ်ထားမယ်လို့ပြောတယ်ဗျာအဲ့ဒါနဲ့ပဲစီးစရာကြီးကလည်းသူတက်နိုင်တဲ့လောက်တော့ကုသပေးပါတယ်ဖိုးဒီယုတ်အမေဆိုရင်လည်းသူ့သားလေးကိုကဲခိုင်းတာပေါ့လေဒါပေမဲ့စီးစရာကြီးကဆုံးကအစင်းမြင်လို့သူမကုနိုင်ဘူးလို့ပြောတယ်စီးစရာကြီးကရေမန်းနေပတ်ကျိန်လုံးနေနဲ့ရိုက်ပေမဲ့ဖိုးဒီယုတ်ကခွေးတိုင်ထိုင်ပြီးတော့ရီးနေတာဗျာဘယ်နဲ့မှမနေဘူးဗျစီးစရာဦးမတ်ကြီးမနိုင်တာလည်းဖြစ်နိုင်ပါတယ်အဲ့ဒါနဲ့နောက်ဆုံးတော့စီးစရာကြီးလည်းလက်လျှော့လိုက်ရတယ်ဒီလိုနဲ့ပဲစုံးနဲ့ပေးယူလှုပ်လိုက်တယ်ဆိုပါတော့ဗျာအမဲသားချပေးရင်ကလေးကိုရံမပြူနဲ့တော့နောက်လေထပ်မလုံနဲ့တော့ဆိုတော့စုံမကလည်းဂရီပေးတယ်ဆိုပဲဗျအဲ့ဒါနဲ့အမဲသားရဖို့စီစဉ်ကြတာပေါ့ဗျာဒါပေမဲ့ခတ်တာကအဲ့ဒီခေတ်တုန်းကအမဲသားတို့ဝတ်သားတို့ဆိုတာအခုခေတ်လိုမျိုးမလွယ်ဘူးဗျရွာတွေမှာအမဲပေါ်တော့မှအဲ့ဒီရွာကလူတွေကအမဲသားစားရတာအခုခေတ်လိုဈေးဆိုတာလည်းမရှိဘူးဗျအလန်းလဲဝေးတာ哦အဲ့ဒါနဲ့နောက်ဆုံးတော့ဖိုးဒီယုတ်အမေကတကြီးကိုအပူကတ်တာပေါ့ဗျာရွာတွေကနွားတစ်ကောင်လောက်ရအောင်တကြီးစီစဉ်ပေးပါသူကလည်းငွေပေးပြီးဝယ်ပါမယ်ပေါ့ဗျာစုံမကလည်းလူလေဗျဖိုးဒီယုတ်တို့ကအတော်အသင်းပတ်စံရှိတဲ့သူတွေဆိုတာသိပုံရတယ်အဲ့ဒါကြောင့်မို့လို့လဲသူ့ကိုပြူစားလိုက်ရင်အမဲသားကျင်းသိစားရမယ်ဆိုပြီးတော့တွက်ထားပုံရတယ်ဗျအဲ့ဒါနဲ့ကျုပ်အဖေလည်းဂရီပေးလိုက်တာပေါ့ဗျာဒါပေမဲ့ကျုပ်အဖေကတော့စုံမအကြိုက်မလိုက်စေချင်ဘူးဗျမြိုင်သားမျိုးကအထက်လန်းဆရာကြီးတွေကိုသွားပင်ပြီးတော့နှင်ထုတ်ချင်တာဒါပေမဲ့ဒီမှာဖိုးဒီယုတ်ကလူးလိမ့်နေပြီလေတစ်ချက်ငိုရင်းနဲ့တတိလစ်ချင်တယ်လို့ဖြစ်သွားသေးတာအချိန်မရှိတော့ဘူးဆိုတော့နောက်ဆုံးမှာအမဲသားရှာကျွေးဖို့ပဲသဘောတူလိုက်တာပေါ့ဗျာနောက်တော့ရွာထဲမှာနွားရှိမဲ့အိမ်တွေကိုစဉ်းစားတယ်ဗျကျုပ်တို့ရွာမှာမွေးထားတဲ့နွားတွေကများသောအားဖြင့်ခိုင်းနွားတွေများတယ်ဗျခိုင်းနွားကြီးတွေကိုပေါ်မယ်ဆိုတော့ဘသူကရောက်မှလဲဗျာနောက်ဆုံးတော့ဥပဒါကြီးကိုတတိယသွားတယ်သူကနွားတွေမွေးတယ်လေဗျာရွာမှာနွားမွေးဆုံးကသူ့ပဲဗျအဲ့ဒီတော့ကဆိုရင်သူ့စီမှာနွားကြီးပဲအကောင်90လောက်ရှိတာဥပဒါအင်ကိုကျုပ်အဖေနဲ့လူကြီးတချို့လိုက်သွားတယ်ကျုပ်အဖေကရွာကလူတွေကိုအဲ့ဒီတရင်လှုပ်ဝက်ခိုင်းတာတယ်ဗျကျုပ်လည်းမယောင်မလဲနဲ့လိုက်ခဲ့တာပေါ့ဗျာဥပဒါအင်ကိုရောက်တော့ဥ
ဥပဒါကနွားစာတွေဆင်းနေတာဗျအဖေကလည်းဥပဒါကိုအကျိုးအကြောင်းပြောပြပြီးတော့နွားတောင်းဝယ်တာပေါ့ဗျာဥပဒါကခေါင်းခပြတယ်ဗျသူနွားတွေကိုမရောက်ဘူးတဲ့သူ့မှာအသားရှိတယ်လို့ပြောပြီးတော့မျက်တထုံးကင်ပြီးအိမ်တော်ဖေးကိုဝင်သွားတယ်ဗျခဏကြာလို့ပြန်ထွက်လာတော့ဥပဒါလက်ထဲမှာနွားပေါင်ကြီးတစ်ပေါင်ကိုင်းလာတယ်ဗျငါးပိတ်တာလောက်တော့ရှိလိမ့်မယ်အသားကလည်းရဲပြီးတော့လက်နေတာပဲဗျာကျုပ်ဖေကအမဲသားကြိုက်တဲ့လူဆိုတော့ဥပဒါစီမှာအမဲသားရှိသေးရင်ကျုပ်ကိုလည်းတပိတ်တာရောက်မှာဆိုပြီးတော့ထပ်တောင်းတာအဲ့ဒါကိုဥပဒါကပိကက်ကက်နေဗျမရှိတော့ဘူးတကြီးဒီဟာအကုန်ပဲတကြီးစားချင်ရင်နောက်နေ့ကျတော့ကျုပ်တကောင်ပေါ်ကျွေးမယ်ဆိုပြီးပြောလိုက်တယ်ဗျကျုပ်ဖေကလည်းတကူတကမပေါ်ပါနဲ့ဗျာလို့ပြောပြီးဥပဒါတို့အိမ်ကနေပြန်ထွက်လာခဲ့တာပေါ့ဗျာနွားပေါင်ကြီးကိုတောင်းတလုံးနဲ့ထည့်ပြီးတော့အပေါ်ကပစိုးအုပ်ပြီးတဲရတယ်ဗျအဲ့ဒါနဲ့ပဲကျုပ်တို့လည်းအမဲသားပေါင်ကြီးကိုတောင်းကြီးထဲထည့်ပြီးတော့ပြန်ခဲ့တာပေါ့ဗျာအဖေကတော့မလိုက်တော့ဘူးဗျကျုပ်ကတော့ဖိုးတရုပ်တို့စီလိုက်ချင်တယ်လို့ပြောလိုက်တယ်အဖေကလည်းခွင့်ပြုပါတယ်ဖိုးတရုပ်နဲ့ကျုံနဲ့ကအခင်းဆုံးတငယ်ချင်းတွေကိုစားဖို့စားဘက်ကစားဖို့ကစားဘက်တွေလीဗျာဒါပေမဲ့အဖေကတခုတော့ပြောတယ်ဗျညနေကျရင်ဖျားငုတ်တို့ကိုလိုက်မသွားနဲ့တဲ့ဖိုးတရုပ်တို့အိမ်ရောက်တော့အမဲပေါင်ကြီးကိုသားဖြတ်ပြရနဲ့ထဲမီးပေါ်မှာမကြက်တကြက်กินနေဗျအပေါ်ရန်သားလေးတွေကိုမိပြပေမဲ့တကယ်တမ်းတော့အမဲသားကအစိမ်းနီနီကြီးပဲရှိသေးတာဗျလူကြီးပြောတာတော့စုံနေမကောင်းဆိုးရတွေကအသားဆိုရင်အဲ့ဒီလိုမကြက်တကြက်အစိမ်းတက်တက်ကိုပို့ပြီးတော့ကြိုက်တယ်လေဗျာပြီးတော့နှီးစကောကြီးရဲ့ကိုဖတ်တိခင်ပြီးအပေါ်ကထမင်းနှလုံးချက်တာကိုပုံလိုက်တယ်ဗျထမင်းကိုဖြန့်ပြီးတော့အမဲသားကင်မြောင်းလိုက်ကြီးတွေကိုစကောထဲကိုထည့်ရတာပေါ့ဗျာအမဲသားကများလို့တော့ထမင်းကိုတော့မှဖုံးသွားတယ်ပြီးတော့ပစိုးပိုင်းတစ်ခုနဲ့အုပ်ထားတယ်ဗျလူကြီးတွေလောက်ကင်နေတဲ့အချိန်မှာကျုပ်ကတော့ဖိုးတရုပ်နာမှာသွားနေတယ်ဖိုးတရုပ်ကအစကတော့လူးလိမ်ပြီးအော်နေပေမဲ့အမဲသားနဲ့ရတော့ခွေးလေးတစ်ကောင်လိုပဲထိုင်ပြီးရှာကြီးထွက်ပြီးတော့တရီရီကြနေတာဗျာကျုပ်ဖြင့်ယွန်လိုက်တာဗျတရီရီတုတ်ပြီးလဲမရဘူးဗျစီးကြနေတာဘိုင်အောင်လာလဲတက်တာသွားတဲ့ပုံပဲဒါပေမဲ့ဒီကိစ္စကိုမကြည်နေတဲ့သူတွေကတော့ရှိသေးရဲ့ဗျအဲ့ဒါကတော့ဖိုးတရုပ်ရဲ့ဦးလေးတွေပေါ့ဗျာဖိုးတရုပ်မှာကအဖေမရှိတော့ဘူးသူငငယ်လေးတွေကသူ့အဖေကတေးသွားခဲ့တာဗျဒါပေမဲ့ဦးလေးတွေကတော့3ယောက်လောက်ရှိတယ်သူ့ဦးလေးတွေကလည်းတန်တန်မာမာထွားထွားကြမ်းကြမ်းနေပြီကျုပ်လည်းသူတို့အချင်းချင်းစကားပြောနေတာကိုသွားနာထောင်နေမိတယ်ဖိုးတရုပ်ရဲ့ဦးလေးအကြီးဆုံးကငှက်ကြီးတောင်ဓာတ်ကိုဓာသွေးကြောက်မှတရွှွှွသွေးရင်းနဲ့ကျိန်းဝါနေတာဗျလာရင်လာကြည့်စမ်းငါတူကိုလှုပ်တဲ့ဆုံးမကိုဟော်ရီဒါနဲ့ဇက်ပါပြတ်သွားအောင်လွှဲခုတ်ပလိုက်မယ်အဲ့ဒီအခါဘေးနားမှာထိုင်ပြီးတော့လှန်ကိုဒဇင်းနဲ့တိုက်ပြီးချွန်နေတဲ့ဖိုးတရုပ်ရဲ့ဦးလေးအလက်ကလည်းလာပါစီပါဦးကိုကြီးဟာသူကျုံမျက်စိရှိကိုရောက်တာနဲ့ကျုပ်ကဟော်ရီကလန်နဲ့လှမ်းပြီးတော့ပြစ်ထည့်လိုက်မှာဗျဖိုးတရုပ်ဦးလေးငယ်ကလည်းကိုင်းခုတ်ဓာကြီးကိုတွေးပြီးတော့ခြေသလုံးမွေးကိုဖြတ်ကြည့်ရဲ့ဗျဟိုဗျာကျုပ်ကတော့ဟော်ရီဒါနဲ့အပိုင်းပိုင်းနေဖြစ်အောင်တုံးတင်ပြလိုက်မှာသူတို့ကိုကြည့်ပြီးတော့ကျုပ်တော်မှအားတက်သွားတယ်ဗျာဒီလိုနဲ့တိတ်မကြခင်မှာပဲနရိုင်းသွင်းချိန်ကိုရောက်လာတယ်ဗျဖိုးတရုပ်မေကခေါစာပန်းကိုရွက်ပြီးတော့ရွာအပြင်ကိုတိတ်တိတ်လေးထွက်လာခဲ့တယ်ကျုပ်ဖေတကြီးကသာလှုပ်ဝက်ခိုင်းတာတယောက်စကားတယောက်နာနဲ့ဖိုးတရုပ်တရင်ကရွာထဲမှာပြတ်နေပြီဗျရွာသားတချို့ကလည်းထွက်ကြည့်ကြတယ်ကျုပ်လည်းတီးကျင်တာနဲ့အနောက်ကနေရွာသားတွေနဲ့လိုက်ကြည့်တာပေါ့ဗျာရွာသားတွေကြီးကိုအယောက်20-30လောက်ရှိတာဗျဖျက်ပြက်ကုန်းဆိုတာအရန်ကိုတရေချုပ်တဲ့နေရာရမ်းကျန်းတယ်လို့လည်းပြောကြတယ်ရွာ3ရွာအလဲကဖျားတော့မဟုတ်ဘူးဗျကျုပ်တို့ဇီကုန်းရွာရဲ့အနောက်ဘက်ယုံယုံမှာရှိတာပါရွာနဲ့တမိုင်သားလောက်ဝေးတယ်အဲ့ဒီနားမှာတောတန်းလေးလည်းရှိတယ်နောက်တော့ဖျက်ပြက်ကြီးပေါ့ဗျာအုတ်ကျိုးအုတ်ပြက်တွေနဲ့ကုန်းကမှုကြီးကညနေနေရောက်မှနီနီရဲရဲကြီးဖြစ်နေတာဗျကျုပ်တို့အဲ့ဒီကိုလည်းရောက်ရောကျုပ်အဖေနဲ့တွေးပါလေရောဗျာအဖေကဆိုကျုပ်စီကိုလာပြီးတော့ကျုပ်ဇက်ဘိုးကိုဖြောင်းကနေလက်နဲ့အုပ်သွားတာဗျာကျုပ်ဆိုရင်ပူထူပြီးတော့ကျယ်လီလားတွေပါမြင်းကုန်တယ်အဖေကကျုပ်ကိုပြန်ခိုင်းနေဗျဟုတ်တော့လေဟုတ်တယ်လူအုပ်ထဲမှာလည်းတခြားကလေးတွေတယောက်မှမပါဘူးဗျကျုပ်သာဆက်စုလုံးအားကြီးပြီးတော့လိုက်လာခဲ့တာအဲ့ဒါနဲ့ပဲကျုပ်လည်းရွာဘက်ပြန်လှည့်ခဲ့တာပေါ့ဗျာဒါပေမဲ့တနေ့ရောက်တော့ခြုံပုတ်ကြီးတစ်ခုကလှုပ်နေတာတွေ့တယ်ဗျကျုပ်လည်းတီးကျင်လို့သွားကြည့်တော့ဖိုးတရုပ်ရဲ့ဦးလေးတွေဖြစ်နေတယ်သူတို့ကလည်းဓာတ်တွေလန်နေကင်ထားကြတယ်ကျုပ်လည်းခြုံွယ်တစ်ခုကနေဆက်ပြီးတော့ချောင်းကြည့်နေမိတယ်သူတို့ကတော့ခေါစာလာစားတဲ့စုံမကိုတွေ့ရင်လှန်နေထိုးမယ်ဓာတ်နဲ့ခုံမယ်ဆိုပြီးတော့ကျိန်းဝါနေကြတာပေါ့ဗျာဒါမျိုးပွဲကြီးပွဲကောင်းဆိုရင်တော့ကျုပ်ကလည်းဘယ်လက်လွတ်ခံမလဲဗျ
အဲ့ဒါနဲ့ပဲဖိုးတရုတ်ဦးလေးတွေပုံနေတဲ့ခြုံနဲ့ခလန်းလန်းကခြုံတစ်ခုတည်းကိုဝင်ပြီးတော့ကျုပ်လည်းဝင်ပုံနေတယ်ဗျခဏကြတော့အဖေရောရွာကလူတွေပါအကုန်ပြန်သွားတယ်ဖိုးတရုတ်အမေကတော့ခေါ်စာစကောကိုဖျားငုတို့ရဲ့နောက်ဖက်တော်ဆက်မှာချပေးပြီးတော့ခတ်တုတ်တုတ်ပြန်ပြေးသွားတယ်ကျုပ်လည်းအဲ့ဒီတော့မှကြောက်စိတ်ဝင်လာတယ်ဗျဒီနားမှာလူစုပ်လို့ကျုပ်ရဲ့ဖိုးတရုတ်ဦးလေး၃ယောက်ရဲ့ပဲကြံနေခဲ့တော့တာဟုတ်အချိန်ကလည်းတဖြည်းဖြည်းနဲ့မှောင်လာခဲ့ပြီဗျအဲ့ဒီအချိန်မှာခွေးဥတန်ကြီးတစ်ခုကိုဆွဲဆွဲငင်ငင်ကြီးကြားလိုက်ရတယ်မကြပါဘူးဗျတော်ရန်လေးတွေကနေခွေးကြီးတစ်ကောင်ပြေးထွက်လာတယ်အမွေးဆုပ်ပါနဲ့ခွေးကြီးကတော်တော်ကိုကြီးရဲ့အကောင်ကြီးဗျလူကြီးခါရက်လောက်ရှိလိမ့်မယ်အရွယ်အစားကနွားပေါက်လောက်ကိုရှိတယ်ဓာနဲ့ခုတ်လှမ်းနဲ့ထိုးမဲ့ဖိုးတရုတ်ဦးလေးတွေလည်းခြုံပုတ်ထဲကနေမထွက်ရဲကြဘူးဖြစ်နေတာဗျခွေးကြီးရဲ့မျက်လုံးတွေကညနေနေရောက်မှหนีရဲနေတာပဲဗျာနောက်တော့ခေါ်စာပန်းတွေကအမဲသားတွေကိုအားရပါရစားတော့တာပဲဗျဒါပေမဲ့အမဲသားတွေကပဲမကြက်လို့လားမသိဘူးဗျခွေးကြီးကအမဲသားတွေကိုတော်တော်အားယူပြီးတော့ဝါနေရတယ်ခေါင်းကိုဘေးဆောင်ပြီးတော့အန်သွားတွေနဲ့ပါဝါစာနေရဗျနောက်ဆုံးကြတော့အမဲသားတွေကိုပါဇက်ထဲကနေထွေးထုတ်လိုက်တယ်ဗျအဲ့ဒီအချိန်မှာပဲရီတန်ကြီးတစ်ခုထွက်လာတာဗျကျုပ်တို့ကြည့်လိုက်တော့ဥပဒါကြီးဗျာခေါင်းပြောင်ပြောင်ကြီးကိုတပတ်တစ်ခုနဲ့ပေါင်းထားပြီးတော့ပစိုးတူတူဝစ်ထားတယ်ခွေးနဲ့ကြီးကိုကြည့်ပြီးတော့လက်ညှိုးထိုးပြီးတဟားဟားနဲ့အော်ရီနေတာပေါ့ဗျာခွေးနဲ့ကြီးကလည်းသူ့ကိုကြည့်ပြီးတော့တကြီးကြီးနဲ့မန်းဖိနေတယ်ဗျဟာဘလို့လဲစားလို့ကောင်းရဲ့လားခွေးမရဲ့အဲ့ဒါအမဲသားမဟုတ်ဘူးငါအိမ်ကနွားတွေစားတဲ့မြတ်ထုံးကြီးဟဲ့ခွေးကြီးကဥပဒါကြီးကိုကြည့်ပြီးတော့ပါဇက်ကြီးဖြဲပြီးကြိုက်တော့မဲ့ဟန်ပြင်းနေတယ်ဗျခြုံပုတ်ထဲကနေကြည့်နေတဲ့ကျုပ်ကဒူးတွေတဆက်ဆက်တုံးနေပြီဗျဥပဒါကြီးကတော့တစ်ချက်ကလေးတော့မှကြောက်ပုံမရဘူးဗျာအောင်မေနေရာများငါ့ကိုကြိုက်မလဲလားနေငါကြွေးတဲ့မြက်စားထားမှတော့ငါခိုင်းဘက်ဖြစ်သွားပြီပေါ့ဥပဒါကြီးကပြောရင်းဆိုရင်ခွေးနဲ့ကြီးကိုလက်ညှိုးနဲ့ထိုးလိုက်တယ်ဗျပါဇက်ကလည်းခုံစမ်းလို့မိန်ပေးလိုက်တာနဲ့ခွေးကြီးကခြေလေးဘက်စလုံးမြေပေါ်ကကြွပြီးခုံဆွလုံးနေတော့တာဗျဥပဒါကြီးကခွေးကြီးကိုကြည့်ပြီးခွတ်တိုးခွက်လန်ရည်နေတာပေါ့ဗျာခွေးနဲ့ကြီးကတော့တော်တော်ကိုမကြည်နဲ့တဲ့အကြည့်တွေနဲ့ကြည်နေတာဗျဒါပေမဲ့သူကိုယ်တိုင်ကတော့ဥပဒါခိုင်းတယ်လို့ခုံနေရတာဗျာနင့်ကငါခွေးလို့ထင်နေတာနင်ကခုံစောစောနဲ့ဆိုတော့မျက်စားတဲ့ယုံကိုဥပဒါကလိမ့်စမ်းလို့ပြောလိုက်တာနဲ့ခွေးကြီးကမြေမာဝစ်ပြီးတော့ဘဲလိမ့်လိုက်ညာလိမ့်လိုက်နဲ့လိမ့်နေတော့တာဗျဥပဒါကြီးကလည်းထိုင်ခိုင်းလိုက်ထားခိုင်းလိုက်နဲ့ခွေးနဲ့ကြီးကိုအစုံခိုင်းနေတော့တာဗျခွေးနဲ့ကြီးကလည်းသူခိုင်းတဲ့အတိုင်းတသွေးမတိန်လုံးရတာဗျခွေးနဲ့ကြီးကိုနင်းအမီးနင်ပြန်ကြိုက်ဆန်းလို့ပြောတော့ခွေးကြီးကလည်းသူ့အမီးသူပြန်ကြိုက်ရှာတယ်ဗျဘလောက်နာတယ်လဲတော့မသိဘူးဗျအမီးကိုကြိုက်လိုက်တကိန်ကိန်နဲ့អော်လိုက်ဖြစ်နေရောဗျနောက်ဆုံးကြတော့ခွေးကြီးကနေလူတန်းထွက်လာတယ်ဗျလူတော်မှမိမတယောက်ရဲ့အတန်ကြောက်ပါပြီရှင်ကျမကိုလွတ်ပေးပါတော့ကျမတောင်းပန်ပါတယ်အဲ့ဒီတော့မှဥပဒါကြီးကလည်းကြေးနဲ့သွားတယ်ဗျဟဲ့မီးအေးနင်တွေးချောင်းကမီးအေးမလားနင့်ပညာလောက်နဲ့များငါတို့ရွာကိုလာဆန်းရတယ်လို့မီးအေးရဲ့ဒီရွာမှာငါရှိနေတယ်ဆိုတာနင်မသိဘူးလားဟဲ့ခွေးနဲ့ကြီးကဘာမှမပြောဘဲခွေးမိုင်ကြီးမိုက်နေရဲ့ဗျဥပဒါကြီးကခွေးနဲ့ကြီးအနာကိုလမ်းလျှောက်သွားလိုက်ပြီးတော့ခွေးကြီးကိုလက်ညှိုးထိုးပြီးကဲနင်လဲသွားတော့နောက်ဆိုရင်နင့်ရွာမှာနင်ကြိုက်တယ်လို့လို့ငါရွာကိုတော့လာမကြော်နဲ့မီးနင်မကြည်နဲ့ရင်နင်တို့တစ်မျိုးလုံးကိုခေါ်လာခဲ့သွားစမ်းဥပဒါကြီးကအဲ့ဒီလိုပြောပြီးတော့ခွေးကြီးရဲ့နာနုကိုဖြတ်ကန်ထည့်လိုက်တာခွေးနဲ့ကြီးကနာလုံးလုံးတကိန်ကိန်နဲ့អော်ပြီးတော့အမီးကုတ်ပြီးတောတန်းထဲကိုဝင်ပြေးသွားတယ်ဗျမနာခဏယူလာဗျာဥပဒါကြီးစီးတဲ့ဖနက်ကတရက်သားမမကိုခုတ်ပြီးလှုပ်ထားတဲ့ခုတ်ဖနက်ကြီးဗျနာနုကိုထိသွားတာဆိုတော့တော်တော်နာသွားမယ်ပုံပဲနောက်တော့ဥပဒါကြီးကရွာဘက်ကိုထွက်သွားတယ်ကျုပ်လည်းရွာကိုအပြေးပြန်ဖို့လုပ်ရတာပေါ့ဗျာကျုပ်ကတရေဆိုရင်တီးအောင်ကြောက်တတ်တဲ့လူဗျအခုလည်းတော်တော်လန့်နေပြီပတ်ဝန်းကျင်ကလည်းတော်တော်မှောက်နေပြီလေဗျာဒါပေမဲ့ဖိုးတရုတ်ဦးလေး၃ယောက်ကိုတတိရောက်သွားလို့သူတို့တွေပုံနေတဲ့ခြုံပုတ်စီကိုသွားလိုက်တယ်အဲ့ဒီကိုရောက်တော့ဘာတွေ့တယ်ထင်လဲဗျစုံမလာရင်ဓာနဲ့ခုံမယ်လှမ်းနဲ့ထိုးမယ်ဆိုတဲ့အားကောင်းမောင်းတန်ယောက်ျားကြီး၃ယောက်ကတတိလက်နေတာဗျမျက်ဖြူတွေကိုလန်လို့ဗျာဒါကြောင့်မို့လို့လေသူတို့ခွေးနဲ့ကြီးကိုဓာနဲ့မခုံနိုင်တာနေမှာပေါ့ဗျာကျုပ်လည်းရွာကိုအမြန်ပြန်ပြေးရတာဗျရွာရောက်တော့မှဖိုးတရုတ်အိမ်ကိုသွားပြီးအကျိုးအကြောင်းပြောပြတော့သူ့ဦးလေးတွေကိုဖိုးတရုတ်အိမ်ကလူတွေကသွားခေါ်ရတယ်တတိပြန်ရအောင်မနေ့ကနှာနဲ့ယူရတာလေဗျာ
အဲ့ဒီအချိန်မှာပဲဖိုးရီယိုအိမ်ကိုကျုပ်အဖေရောက်လာတယ်ဗျအဖေလက်ထဲမှာကင်ထားတာကလည်းကျိန်လုံးကြီးကျိန်လုံးနာမည်ကလည်းတဝဲကျိန်နဲ့ဗျူကျုပ်လည်းခွေးနဲ့ကြီးထွက်ပြေးတာကိုဝမ်းသာအားရကြည့်ခဲ့မိလို့ဝစ်လေတာလားတော့မသိပါဘူးဗျာဒီတခါတော့ကျုပ်ပြေးရမယ့်အလှည့်ပဲဗျူကျုပ်လည်းဖိုးရီယိုတို့အိမ်နောက်ဖက်စီယိုမှာရှိတဲ့ခွေးတူပေါက်ကနေထွက်ပြေးတာပေါ့ဗျာအဖေကတော့ကျုပ်ကိုလှမ်းပြီးအော်ဆဲရင်ကျိန်လုံးကြီးဝင်းကနဲ့ပြေးလိုက်လာတာဗျကျုပ်လည်းဖနှောက်နဲ့တင်ပါတသားလေးကြောက်အောင်ပြေးပြီးတော့ရွာဦးဘုန်းကြီးကျောင်းစီကိုပြေးရတော့တာရွာဦးဘုန်းကြီးကအဖေပါကြီးလေကျုပ်တို့အဖိုးတော်တာပေါ့ဗျာသူကကျုပ်ကိုတိတ်ချစ်တာဗျနောက်ဆုံးဘုန်းကြီးကျောင်းရောက်တော့မှကျုပ်လည်းအဖိုးပြစ်သူရင်ခွင်နဲ့အပ်ပြီးတော့ငိုချလိုက်ရတော့တာပေါ့ဗျာအဖေကတော့တိတ်ပြီးကျင်းနေပုံမရဘူးဗျကျောင်းအတက်ဆင်းတရက်ထောင်လေကားကြီးကနေကျိန်လုံးတန်တရွှွှွှွပေးနေတာဗျူမင်းဒီကျောင်းမှာတစ်သက်လုံးမနေနိုင်ပါဘူးအလက်ကောင်ရာမင်းပြန်လာခဲ့အိမ်ပြန်လာတဲ့တနေ့တော့မင်းနဲ့ငါနဲ့တွေ့မယ်ကွကျုပ်အဖေကကျိန်းမောင်းပြီးတော့ပြန်သွားရောဗျူဘာကြီးဖုန်ကြီးကဲလို့သာကျုပ်တဝဲချင်းစာမမိတာဗျကဲဒီနေ့တော့ဒီလောက်ပဲဗျူနောက်နေ့မှာပဲဥပဒါကြီးအကြောင်းကြီးထပ်ပြီးတော့ပြောပြအောင်မယ်ဗျာစာရေးဆရာအကစောရဲ့ဆုံးထီးကြီးဥပဒါဇလံတွေအတွဲ1စာစဉ်1ဖြစ်တဲ့ဆုံးထီးကြီးဥပဒါနဲ့ခွေးနဲ့ဆုံဆိုတဲ့ပရလောကဇလံလေးကတော့ဒီမှာနေမဲ့ပြီးဆုံးသွားပါပြီခင်ဗျာနားထောင်သူမိတ်ဆွေများအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေခင်ဗျာဒီဇလံလေးကိုကြိုက်တဲ့ဆိုရင်အောက်မှာ like လုပ်ပေးသွားဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာအားလုံးပဲအိမ်မက်လှလှမကြပါစေခင်ဗျာ